အစနဲ့ပြန်လာပြီဗျာနော်ဖဒီတုံးလို့ရတဲ့ AI တစ်ခုကိုကျွန်တော်လာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒါကကျွန်တော်တို့ပုံတွေလည်းထုတ်လို့ရမယ်ကျွန်တော်တို့ဗီဒီယိုတွေလည်းထုတ်လို့ရမယ်နော်အဲ့ဒီ AI ရဲ့နာမည်ကတော့ Freebus AI ပဲဖြစ်ပါတယ်ခင်ဗျာ Please subscribe to our channel. အယူဆုံးအဲ့ဒီ AI ကိုတွားဖို့ဆိုရင်ကျွန်တော်တို့ဖုန်းနဲ့အသုံးပြုတဲ့သူတွေအတွက်ဆိုရင်တော့ဖုန်းထဲမှာရှိတဲ့ Chrome browser ကနေတွားလို့ရပါတယ်ကျွန်တော်တို့ laptop သမားတွေအတွက်ကတော့ကျွန်တော်တို့နောက်ထုံးစံတိုင်းပဲ Chrome browser ကိုချက်တွားလိုက်ပါပြီးရင်ဒီမှာ search bar မှာ Freebus AI ဆိုပြီးတော့ရှာလိုက်ပါရှာပြီးတဲ့အခါကျရင်ဒီမှာဒီ logo လေးနဲ့တက်လာပါလိမ့်မယ်ခင်ဗျာနော်ဒီလိုမျိုးတက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒါလေးတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒါဆိုရင်တော့ဒီလိုမျိုးနေရာကြီးရောက်သွားမှာပေါ့နော်ဒီလိုမျိုးနေရာရက်သွားလိုက်ရင်လဲဘာမှဖြစ်မနေပါနဲ့ဒီမှာအမှားကြီးလေးချက်နှိပ်ပေးလိုက်ပါခင်ဗျာနော်ဒီမှာကသူကဆက်စဦးဆုံးဖွင့်တဲ့အကောင့်ဆိုရင်တော့ credit ဟိုပါလဲ60ပေးပါတယ်နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့အကောင့်ကိုရင်ဆုံး login ဝင်ပေးရပါခင်ဗျာ login ဝင်ဖို့အတွက်ကျွန်တော် login တစ်ချက်နှိပ်မယ်ပြီးရင်ဒီနားမှာကိုယ့်ရဲ့ Google account တစ်ခေါက်နဲ့ချိန်ပေးရမှာခင်ဗျာနော်ကျွန်တော်ဒီမှာရှိတဲ့ Google account တစ်ခေါက်နဲ့ကျွန်တော်ချိန်ပေးလိုက်ပါမယ်နော်ဒီမှာချိန်ပေးလိုက်ပါမယ်ပုံလဲထုတ်လို့ရမယ်ကျွန်တော်တို့ဗီဒီယိုလေးလည်းထုတ်လို့ရမယ်အဲဒီမှာဒီလိုပြလာရင်ဒီမှာ continue ကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ဘာမှခေါင်းရှုပ်ခံမနေနဲ့သိရမလားခေါင်းရှုပ်ခံမနေနဲ့ oh straight okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ Freebus AI နဲ့ကိုရောက်သွားပါပြီခင်ဗျာနော် okay ဒီမှာကကျွန်တော်တို့ credit ဒီမှာ60ပေးထားပါတယ်ခင်ဗျာနော် personal 3ဖို့အတွက် credit 60ပေးထားပါတယ်ဒီအောက်မှာကတော့ဒီမှာ image ရှိမယ်ဒါကတော့ဓာတ်ပုံထုတ်တဲ့နေရာပါဒါကတော့ကျွန်တော်ဗီဒီယိုထုတ်တဲ့နေရာပါเนาะလောလောဆယ်တော့ကျွန်တော်ကပုံတစ်ပုံရယ်ဗီဒီယိုရယ်ပုံနဲ့ဗီဒီယိုနဲ့ကျွန်တော်ထုတ်ပြမယ်ဗျာเนาะအဲ့ဒါလုပ်ဖို့အတွက်ကျွန်တော်အရင်ဆုံးထုံးစံအတိုင်းသွားနေကြနေရဖြစ်တဲ့ ChatGPT ကိုကျွန်တော်တစ်ချက်သွားမယ်เนาะ ChatGPT တစ်ချက်သွားမယ် Okay ကျွန်တော်တို့ဒီမှာဒီ prompt လေးကိုကျွန်တော်တစ်ချက်ယူလိုက်မယ်ဗျာเนาะကျွန်တော်အရင်တော့ထုတ်လာတဲ့ prompt ပဲဗျာအဟောင်းပဲเนาะကျွန်တော်ဘာပုံလဲတော့မသိဘူးเนาะဒါပေမဲ့ကောင်းတာတော့ကောင်းတယ်เนาะကျွန်တော်ထည့်လိုက်မယ်ခင်ဗျာเนาะဟုတ်ကဲ့ကျွန်တော်ဒီ Freebus မှာကျွန်တော်ထည့်လိုက်မယ်တစ်ချက် prompt ကျွန်တော်တို့အရင်ဆုံးဓာတ်ပုံအရင်ထုတ်မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာထည့်လိုက်မယ်ဗျာကျွန်တော် copy ယူလိုက်တဲ့ prompt ကိုတစ်ချက်ထည့်လိုက်မယ်ထည့်လိုက်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီအောက်မှာ ratio တွေပါရွေးလို့ရတယ်ဗျာနော် ratio တွေပါရွေးလို့ရတယ်ဒီမှာဆို1:1ဒီမှာ16:9ဒီမှာက9:ဒီမှာ16เนาะဒီမှာအများကြီးရှိပါတယ်ကျွန်တော်ကတော့9:16နဲ့ကျွန်တော်ထုတ်မယ်ဗျာနော် okay ဒေါင်းလိုက်နေတာကျွန်တော်ထုတ်မယ်ဒေါင်းလိုက်နေတာကျွန်တော်ထုတ်မယ်ပြီးတော့ကဒီမှာကsorry ဒေါင်းနေတာကျွန်တော်ထုတ်မယ်ပြီးတော့ဒီမှာ credit ကပုံတစ်ပုံထုတ်ရင် credit 5ခုကုန်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်ပုံရင်စမ်းထုတ်ပြမယ် okay ကျွန်တော်ဒါဆိုရင်တော့ပုံထုတ်လိုက်ကောင်နေလိုက်တော့ဗျာကြာလို့ဒါရင်အများကြီးပြောတွေးအများကြီးထွေးတာเนาะokay share မိုက်เนาะ share မိုက်ပြမယ်ပုံတစ်ချက်ပြမယ်เนาะဒီမှာ show အပေါ်ကချင်တဲ့အောက်ကငမန်းအောက်ကမွေဟိုအောက်ဆုံးကချင်เนาะဒါကျွန်တော်ဟိုတက short video လောက်ထားတဲ့ဟာလေးကမသိပါဘူးခင်ဗျာเนาะ okay ဒါကတော့ဒါဆင်းဝမ်းအပုံပေါ့ဗျာเนาะဆင်းဝမ်းအပုံပေါ့ကျွန်တော်ဆင်းတူထပ်ထုတ်ပြမယ်ဗျာနောက်တစ်ပုံပေါ့เนาะနောက်တစ်ပုံထပ်ထုတ်ပြမယ်နောက်တစ်ပုံထပ်ထုတ်ပြမယ်ကျွန်တော်ဒီမှာ okay နောက်တစ်ပုံထပ်ထုတ်မယ်ဆိုတော့ကဒီကောင်လေးခဏဖြတ်လိုက်ဗျာsorry logic သွားလို့ပါကဲ control v okay ကျွန်တော်တို့နောက်တစ်ပုံထပ်ထုတ်မယ်ဗျာเนาะနောက်တစ်ပုံထပ်ထုတ်မယ်ကျွန်တော်တို့ပုံတစ်ပုံထုတ်တိုင်းမှာ credit က5ခုကုန်ပါ5ခုကုန်ပါတယ်เนาะ5ခုကုန်ပါတယ်okay တော်တော်လေးမိုက်တယ်ဗျာเนาะ resolution အပိုင်းကို show လိုက်အောင်เนาะတော်တော်လေးမိုက်တယ်ဆိုတော့ကokay ဒီပုံကိုကျွန်တော်တို့ video ထပ်ပြောင်းကြည့်မယ်ကျွန်တော် video ထပ်ပြောင်းကြည့်မယ်ဆိုတော့ဒီမှာ video တစ်ချက်နှိပ်မယ်ပြီးတော့ကျွန်တော်ခုနယူလာတဲ့ prompt ကိုတစ်ချက်ထည့်ပေးလိုက်မယ်ဗျာเนาะကျွန်တော်တို့ video ပြောင်းမယ်ဆိုတော့ကကျွန်တော်တို့5စက္ကန့်စာကိုဗျာ5စက္ကန့်စာကိုသူက credit က25ခုကုန်တယ်เนาะ credit 25ခုကုန်တယ်5စက္ကန့်စာကိုကျွန်တော်ဒီမှာစက္ကန့်တွေပါချက်ကြည့်လိုက်မယ်ဗျာเนาะဒီမှာကျွန်တော်6စက္ကန့်စာဆိုရင်30ကုန်မယ်ဒီမှာ9စက္ကန့်စာဆိုရင်35ခုကုန်မယ်เนาะကျွန်တော်တို့ဒီမှာ8စက္ကန့်စာဆိုရင် credit 40ကုန်မယ်ဟုတ်လားကျွန်တော်အနည်းဆုံးကကျွန်တော်ဘာလုပ်ကြည့်နေလဲဆိုတော့ကျွန်တော်8စက္ကန့်စာထုတ်ကြည့်မယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ဆွဲလိုက်ရအောင်8စက္ကန့်စာနောက် credit က40ကုန်မယ် okay ဒီမှာ360p ပဲရမယ်ဗျာသူကတော့เนาะမို့940p ရတယ်ဗျာ okay ကျွန်တော်940p နဲ့ပေါ့ဗျာเนาะနည်းနည်းလေးကြည်တောက်ချင်းဆိုလဲနည်းကြည်တောက်ချင်းပေါ့ okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ
ထပ်ထုတ်လိုက်မယ်ဗျာဟာ credit က60တောင်ကုန်သွားတယ်ဟာ940ပြီနဲ့ credit ကိုမကြည့်မိလိုက်ဘူးဗျာနော်ဒါပေမဲ့ထားလိုက်ပါဟုတ်ကဲ့ပါပြီးတော့သူကတနေ့ကိုเนาะကျွန်တော်တို့ daily credit အနေနဲ့ credit 30တီပေးပါတယ်ဗျာเนาะဒါကနေ့တိုင်းပေးသွားမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရှိမှာက Gmail အကောင့်များများရှိတယ်ဆိုရင်တော့ပိုစင်ပြေတာဟုတ်ဗျာเนาะကျွန်တော်ပြောချင်တာတခုရှိတယ်အဲ့ဒါပါလဲဆိုအနည်းဆုံးလူတစ်ယောက်မှာ Gmail 10 ကောက်တော့ရှိတင်တယ်ဗျာဒီ AI လောက်တဲ့သူတွေဆိုရင်ဗျာဘာလို့ဆိုတော့ဒီ AI နူးတော်တော်များများဗျာဒီ Gmail နဲ့ဝင်ရတယ် Gmail နဲ့ထွက်ကအတည့်ရမှာအဲ့လိုပုံစံမျိုးလုံးနေရတဲ့အတွက်ကြောင့်ကိုကအခုလောလောဆယ်မှာဗျာပတ်စံလည်းကိုကအရင်မသုံးရင်သေးဘူးဆိုဗျာတည့်ရမှာ Gmail ကောက်များများတာဖွင့်တာเนาะအဲ့ဒါဆိုရင်တော့ဘယ် AI တူပဲ free ပေးသုံးကိုကတည့်ရမလားအနည်းဆုံးအများကြီးသုံးလို့ရတယ်ဗျာเนาะ credit တော်များသုံးလို့ရတယ်โอเคကျွန်တော်တို့ဒီမှာ video လေးတစ်ချက် show မယ်เนาะvideo ချင်းသေးတွေလာတယ်ချင်းသေးမိသားစုအိတ်တယ်ဘာညာချင်းသေးမျက်လုံးတွေဘာညာတွေရစတော်တော်လေးတော့မိုက်တယ်ဗျာเนาะကျွန်တော်အနီးကပြမယ်ချက်เนาะအနီးကပြမယ်ဒီမှာအစနဲ့ပြန်လာပြီဗျာเนาะစိုးပါဘူးပြောอ่ะเนาะရုပ်ထပ်ပိုင်းမှာတော့စိုးပါဘူးကျွန်တော်တို့ကပ်မှာကျွန်တော်တို့ video ပြန်လုပ်တဲ့အခါကျရင်เนาะကျွန်တော်တို့ဟိုပါလဲ1080ပြီနဲ့ပြန်ထုတ်လိုက်မယ်ဆိုရင်တော့တော်တော်လေးမိုက်သွားမှာဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်တော်တော်လေးမိုက်သွားမယ်အဲ့တော့ကြောင့်ကျွန်တော်နောက်ထပ်ကျွန်တော်ပုံတစ်ပုံထပ်ထုတ်ပြမယ်ဗျာเนาะနောက်ထပ်ပုံတစ်ပုံထပ်ထုတ်ပြမယ်ကျွန်တော်ဒီမှာcredit က20ရှိသေးတဲ့အတွက်ကြောင့်ဗျာเนาะနောက်ထပ်ပုံတစ်ပုံထပ်ထုတ်မယ်အဲ့အတွက်ကြောင့်ကျွန်တော်ပထမကျွန်တော်ရဲ့HGB ပြန်သွားမယ်ဗျာเนาะဒီမှာလိုပဲဖြစ်ဖြစ်ဗျာဒီနေ့ကိုဗျာ10စက္ကန့်စာဟုတ်ပါဘူးတနေ့ကို6စက္ကန့်စာဗီဒီယိုတစ်ခုပဲထုတ်လို့ရအောင်ဗျာနောက်ကိုမှ Gmail ကောက်10ကောက်ရှိတဲ့အခါကျရင်တနေ့ကို10ပုတ်ထုတ်လို့ရတယ်ဟုတ်လား easy ပဲအဲ့ဒါဆိုရင်တခြား AI 2တွေနဲ့ရောသုံးလိုက်မယ်ဆိုရင်လည်းဗျာဗီဒီယိုတစ်ပုတ်ကတော့တည်းရမှာကျွန်တော်ကောင်းကောင်းဖန်တီးလို့ရတယ်နော်ကျွန်တော်ဒီမှာ copy ယူလိုက်မယ် copy ယူပြီးတော့ကျွန်တော်တို့ဒါ delete လုပ်လိုက်မယ်ဗျာ delete လုပ်ပြီးတော့ကျွန်တော်တို့ဓာတ်ပုံတွေအောင်ပြန်သွားမယ်ဓာတ်ပုံတွေအောင်ပြန်သွားမယ်ခုနယူလာတဲ့ copy လေးကိုထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဒီမှာ920ပြီဒီမှာ9 ratio 16နဲ့ကျွန်တော်ထုတ်မယ် credit 5ခုကုန်မယ်ကျွန်တော်ပုံကတစ်ပုံထုတ်မှလားနှစ်ပုံထုတ်မှလားအဲ့ဒါကြီးက1 view ကเนาะကျွန်တော်ဒီမှာပုံတစ်ခုပဲထုတ်မယ်ဗျာเนาะတစ်ပုံပဲထုတ်လိုက်မယ်နောက်တစ်ပုံထပ်ထုတ်ပြီးတယ်ဒီမှာเนาะဒီပုံလေးဆိုလည်းကြည့်ပါအောင်တော်တော်လေးမိုက်တယ်ကဲအဲ့အတွက်ကြောင့်ကျွန်တော်ကဒါပေမဲ့နောက်ထပ်တစ်ပုတ်ကျွန်တော်ထပ်ထုတ်ပြမယ်ဗျာဗီဒီယိုတစ်ပုတ်ထပ်ထုတ်ပြမယ်ကျွန်တော်နောက်ထပ် Gmail ကောက်တစ်ကောက်ကျွန်တော်ထပ်ဝင်လိုက်မယ်ဗျာเนาะဒါเนาะကျွန်တော်ကိုကြည့်နေတဲ့သူတွေလုံးဝချစ်လုံးလို့ကျွန်တော်เนาะထပ်ထုတ်ပြလိုက်မယ်ဒီမှာအပေါ်ဆုံးက Gmail ကောက်ပဲဗျာเนาะဒီမှာနောက်တစ်ခေါက်ကျွန်တော်ထပ်ဝင်လိုက်မယ်ဗျာเนาะနောက်တစ်ခေါက်ထပ်ဝင်လိုက်မယ်နောက်တစ်ခေါက်ထပ်ဝင်လိုက်မယ်previous AI ဒီလိုပဲเนาะ Chrome မှာရိုက်ရှာလဲဒီလိုပဲလုပ်လို့ရတယ်เนาะဒီမှာကောက်ဝင်ပေးလိုက်ကောက်ဝင်ပေးရင်ပြီးရင်ထုတ်လိုက်ဒါပဲသိရမလားဘာမှခဲရင်တဲ့ကိစ္စတွေမဟုတ်ဘူးဒီမှာဗျာဒီမှာဆက်စာအုပ်ဆုံးမသိရမလားဆက်စာအုပ်ဆုံးအကောက်ခုဝင်ခြင်းဆို credit 60ပေးပါတယ်ဒီမှာကျွန်တော်auto လေးပဲနှိပ်လိုက်တော့မှာဗျာเนาะကျွန်တော်ခုနကကျွန်တော်ပြခဲ့ပြီးပါပြီကောက်ဝင်တာကတော့เนาะဒီမှာ show credit 90ရပြီကဲကျွန်တော် video ကောင်းကောင်းတစ်ပုတ်ထုတ်ပြမယ်ဗျာเนาะအဲ့အတွက်ကြောင့်ကျွန်တော်တို့ခုနဂျမနန်ကိုဟိုပါ ChatGPT သွားကျွန်တော် prompt တစ်ခုကောင်းကောင်းသွားယူလိုက်မယ်ဗျာเนาะ prompt ကောင်းကောင်းတစ်ခုသွားယူလိုက်မယ် prompt ကောင်းကောင်းတစ်ခုသွားယူလိုက်မယ်ကျွန်တော် prompt ကောင်းတစ်ခုသွားယူပြီးတော့ကျွန်တော်ဒီမှာလာထည့်လိုက်မယ်ဗျာဓာတ်ပုံရင်ထုတ်လိုက်မယ် okay ကျွန်တော်ဒီမှာ ratio ပြင်ပြောင်းမယ် ratio ကျွန်တော်ဒီက YouTube site နဲ့ထုတ်ကြည့်မယ်ဗျာเนาะ system ratio 9နဲ့ထုတ်ကြည့်လိုက်မယ်ဆိုတော့ဒီမှာ credit 5ခုကုန်မယ်เนาะ credit 5ခုကုန်မယ်ဒီမှာသူရေးထားတဲ့ daily credit ကဒီမှာတနေ့ကို30ပေးပါတယ်เนาะကျွန်တော်ခုနလည်းပြောပြခဲ့ပြီးသွားပါပြီเนาะကဲကျွန်တော်ဒါပုံကနေ video ပြောင်းတာပေါ့เนาะကျွန်တော်ပုံကနေ video ပြန်ပြောင်းလိုက်မယ်ဗျာတစ်ခါတည်းပဲเนาะအားလုံးလည်းအဆင်ပြေသွားအောင်လို့ဒီမှာတစ်ခါတည်းပြန်ပြောင်းလိုက်မယ်နောက်ပုံကနေ video ပြောင်းရင်လည်းလေเนาะဒီမှာကျွန်တော်အပုံလေးတစ်ချက်ထောက်လိုက်เนาะဒီဘက်နားမှာရှိရဒီမှာ image ဒီမှာ video ဒီမှာ video ဆိုတာလေးကိုချက်နှိပ်လိုက်ရုံပဲအဲ့ဒါဆိုရင်ဒီနောက်ပြန်ဝင်လိုက်မယ်เนาะပြီးရင်ကျွန်တော်ခုနယူလာတဲ့ prompt ကိုကျွန်တော်ထည့်ရိုက်ထည့်လိုက်မယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်အတန်လေးပါခြင်းနဲ့ဗျเนาะကျွန်တော်အတန်လေးပါခြင်းနဲ့အတွက်ကြောင့်ကျွန်တော် ChatGPT ပြန်သွားပြီးကျွန်တော် voice over ပါကျွန်တော်ဒါထုတ် voice over ပါတစ်ခါလေးထုတ်လိုက်မယ် okay ဒါထုတ်ပြီးတော့ကျွန်တော် voice over ပါတစ်ခါလေးထည့်ပေးလိုက်မယ်ဗျာเนาะပို့ပြီးတော့ပြီးပြည့်စုံသွားအောင်လို့เนาะ okay ကျွန်တော်ဘယ်လောက်စက္ကန့်နဲ့ထုတ်မလဲဆိုတော့10စက္ကန့် credit 40 credit 40 9စက္ကန့် credit 45 10စက္ကန့် credit 50ဟုတ်တယ်ဗျာကျွန်တော်ချုပ်တယ်ဗျာ10စက္ကန့်နဲ့ပဲထုတ်လိုက်တော့မှာဗျာ credit 50ကုန်ရင်ကုန်ပြီတော့เนาะထုတ်လိုက်တော့မယ် credit 50ပြီးတော့
resolution ကိုထားရင်ဟုတ်တယ်လောက်သေးတယ်နော်လောက်သေးတယ် credit ဒီမှာ85ကုန်မယ်ဗျာကျွန်တော်မှာ85ရှိတယ်ဗျာလောက်သေးတယ်နော်အဲ့တော့ကျွန်တော်ထုတ်လိုက်မယ် okay ဒီဘယ်လိုပုံစံမျိုးရလာမလဲဆိုတော့ကြည့်မယ် rate ကိုနှိပ်လိုက်မယ်ဗျာစောင့်ကြည့်လိုက်ပါနော်ဘယ်လိုပုံစံမျိုးထွက်လာမလဲဆိုတော့ချက် show မယ်ဟုတ်ကဲ့ပါဒီလိုမျိုး AI tool တွေဒီလိုမျိုး free ပေးတဲ့ AI tool တွေနဲ့ပတ်သက်ပြီးတော့သိချင်ရင်တော့ကျွန်တော်ရဲ့ channel လေးကို like ခံ subscribe လုပ်ပေးခဲ့ပါအောင်ခင်ဗျာနော် okay ကဲဒီ tutorial video လေးကတော့လုံးဝမတည်သေးတဲ့ကျွန်တော်တို့เนาะဟိုအခုမှအခြေခံကနေစပြီးလေ့လာနေတဲ့သူတွေအတွက်ပါเนาะပြီးတော့ဟိုပါလေ free ကြောတယ်လိုက်ရှာနေတဲ့သူတွေအတွက်ပါလုံးဝဟိုပါလေတီးပြီးသားဆရာကြီးတွေကတော့ကျွန်တော်တို့ကြော်သွားလို့ရပါတယ်ဒီ AI ကတော့ပေါ်လာတော့ကြာပါပြီကျွန်တော်အခုမှသိရလားလို့မေးရင်တော့မဟုတ်ပါဘူးကျွန်တော်လည်းသိတာကြာပါပြီခင်ဗျာ okay เนาะဒီလောက်ပါပဲကဲအားလုံးပဲ80ခွန်80ကွန်ဒီမှာရပါပြီခင်ဗျာရရင်ကျွန်တော်တို့ video လေးတစ်ချက်နှိပ်လိုက်မယ်ချက်နှိပ်ပြီးတော့ Mosquitoes kill by spreading disease. One bite can change a life. ဒီမှာချင်းရကလိုက်တယ်ဗျာတရား bacteria တွေကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းထဲကိုဝင်သွားတယ်ဆိုတဲ့အကြောင်းပြတာ Mosquitoes kill by spreading disease. One bite can change a life. တကယ်လည်းချင်းရအန်ရရှိပါတယ်เนาะကျွန်တော်တို့ဒီနေ့ Mosquitoes ဗီဒီယို kill by လေးကတော့ spreading disease. One ဒီလောက်ပါပဲ bite ခင် can ဗျာ change a life. เนาะကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့လုပ်ပေးခဲ့ပါခင်ဗျာကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ် Mosquitoes bye kill bye by spreading နောက်တဲ့ဗီဒီယို disease. တွေမှာ One ပြန်လည် bite ဆုံတွေ့ကြပါ can ဗျာ change a life. เนาะ